ကောင်မလေးတွေဖုန်းထဲမှာစာလေးတွေရေးလို့ပို့ကြတယ်ရေးတဲ့စာသားရဲ့အစမ်းလေးတွင်ညတယ်ပြောကြည့်မယ်သူတို့ရေးတဲ့စာလုံးတိတ်တိတ် Hi hi ဘူးလေ Hi hi ဘူးလေခင်ချင်းလို့ပါညာလေးရဲ့ခင်တပါလေကွီးရဲ့ခင်ချင်းလို့ပါညာလေးရဲ့ခင်တပါလေကွီးရဲ့ညာလေးနာမည်ပဲသူလေးအာနာပါလေငပြောဘူးညာလေးနာမည်ပဲသူလေးအာနာပါလေငပြောဘူးညာလေးမှချစ်ရမယ်သူကွီးရှိသလားကွယ်အပြိုကြီးလို့ကိုစဉ်းစားထားတဲ့အနောက်ပါလေကွီးရဲ့ညာလေးမှချစ်ရမယ်သူကွီးရှိသလားကွယ်အပြိုကြီးလို့ကိုစဉ်းစားထားတဲ့အနောက်ပါလေကွီးရဲ့ဒီလိုဆိုညာလေးကိုကွယ်ကွီးသိချစ်တယ်ဟတ်တော့လူလေးချက်ချင်းဒီပါလားဟုတ်တယ်မြတ်စွာချာချာဒီလိုဆိုညာလေးကိုကွယ်ကွီးသိချစ်တယ်ဟတ်တော့လူလေးချက်ချင်းဒီပါလားဟုတ်တယ်မြတ်စွာချာချာညာလေးနဲ့ရှောင်းလဲချမယ်မုန်းလာစားမယ်မမကြီးကဆူလိုက်မယ်သမီးသိတတ်တယ်ညာလေးနဲ့ရှောင်းလဲချမယ်မုန်းလာစားမယ်မမကြီးကဆူလိုက်မယ်သမီးသိတတ်တယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးကွီးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးကွီးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီမှာစားကိုဒီမှာလို့ရေးချကိုကြီးညာရဲ့ဒီမှာစားကိုဒီမှာလို့ရေးချကမလေးများရဲ့ဘာတော့လို့ပြီလဲဘာစကားကြီးတွေလဲအမပြရင်မှဖြစ်ပေါ်မယ်ခိတိကြပါတငယ်ချင်းတို့ရဲ့ကောင်လေးတွေခုခေတ်ကောင်မလေးတွေဖုန်းထဲမှာစာလေးတွေရေးလို့ပို့ကြတယ်ရေးတဲ့စာသားရဲ့အစမ်းလေးတွင်ညတယ်ပြောကြည့်မယ်သူတို့ရေးတဲ့စာလုံးတိတ်တိတ် Hi hi ဘူးလေ Hi hi ဘူးလေခင်ချင်းလို့ပါညာလေးရဲ့ခင်တပါလေကွီးရဲ့ခင်ချင်းလို့ပါညာလေးရဲ့ခင်တပါလေကွီးရဲ့ညာလေးနာမည်ပဲသူလေးအာနာပါလေငပြောဘူးညာလေးနာမည်ပဲသူလေးအာနာပါလေငပြောဘူးညာလေးမှချစ်ရမယ်သူကွီးရှိသလားကွယ်အပြိုကြီးလို့ကိုစဉ်းစားထားတဲ့အနောက်ပါလေကွီးရဲ့ညာလေးမှချစ်ရမယ်သူကွီးရှိသလားကွယ်အပြိုကြီးလို့ကိုစဉ်းစားထားတဲ့အနောက်ပါလေကွီးရဲ့ဒီလိုဆိုညာလေးကိုကွယ်ကွီးသိချစ်တယ်ဟတ်တော့လူလေးချက်ချင်းဒီပါလားဟုတ်တယ်မြတ်စွာချာချာဒီလိုဆိုညာလေးကိုကွယ်ကွီးသိချစ်တယ်ဟတ်တော့လူလေးချက်ချင်းဒီပါလားဟုတ်တယ်မြတ်စွာချာချာညာလေးနဲ့ရှောင်းလဲချမယ်မုန်းလာစားမယ်မမကြီးကဆူလိုက်မယ်သမီးသိတတ်တယ်ညာလေးနဲ့ရှောင်းလဲချမယ်မုန်းလာစားမယ်မမကြီးကဆူလိုက်မယ်သမီးသိတတ်တယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးကွီးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးကွီးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီမှာစားကိုဒီမှာလို့ရေးချကိုကြီးညာရဲ့ဒီမှာစားကိုဒီမှာလို့ရေးချကမလေးများရဲ့ဘာတော့လို့ပြီလဲဘာစကားကြီးတွေလဲအမပြရင်မှဖြစ်ပေါ်မယ်ခိတိကြပါတငယ်ချင်းတို့ရဲ့